အားလုံးပဲမင်္ဂလာပါဒုတိယဝါသနာရှင်ကိုညီမတွေအားလုံးပဲမင်္ဂလာပါလို့မြင်တဲ့ကောင်ရဲ့နှုတ်ခွန်းဆက်သပြရစီပေါ့နော်ကဲကိုညီမတွေအားလုံးညီမမနေ့ကပြေးသွားတယ်ဝမ်းချင်းထိရပေါ့နော်အဲဝမ်းချင်းနဲ့တဲ့ရညီမကြံကနန်းနှလုံးကိုတွဲမလာဘူးလို့ထင်တာပေါ့နော်အဲ့လိုတွဲလာသွားတယ်ကနန်းကပေါ့နော်နောက်ထပ်ဝမ်းချင်းနှလုံးထပ်ပြီးမယ်ပေါ့နော်ဝမ်းချင်းနှလုံးနဲ့ပေါက်ကနန်း6ပေါက်ကိုမင်းအော်တော့6ပေါက်ကိုထပ်ထုတ်ပေးပါမယ်။တိုင်းနေတဲ့တဲ့ဆိုယူထိုးနိုင်ပါတယ်။ညီမဗီဒီယိုဖိုင်လေးကိုကြည့်ရှုသွားလို့ကြည့်ကြပါမယ်။ဝမ်းချင်း3လပိုင်း21ရက်နေ့25တောက်ကြနေ့နေကုန်းစာအတွက်ကိုပေးထားပါတော့။ဒါပေမဲ့ဝမ်းချင်းအထိပါညီမညနေစာထပ်ပြီးတော့လာတွင်းပြီးတော့တင်ပေးရပါ။အဲ့တော့ကိုရီမားဒီဘက်ကကြိုက်နေတဲ့တဲ့ဆိုယူထိုးနိုင်ပါတယ်ညီမမေတင်သားကောင်လူကြီးယူသွားလို့လည်းကျေးဇူးများတင်ပါတယ်ဝမ်းချင်းထိသွားပြီဆိုရင်တော့နောက်ဝမ်းချင်းနဲ့နောက်လုံးမိုင်နဲ့ထပ်ပြီးပါမယ်ပေါ့နော်ကဲပေါက်ကြတဲ့ကိုရီမားတွေအားလုံးရှိညီမမေတူဖိုင်အောက်မှာလာပြီးတော့မှတ်ပြီးတော့ပါဘလောက်ဖို့ပါလဲဘလောက်ဖို့ရလိုက်လဲဆိုတာကိုသိချင်လို့ပါကျေးဇူးတင်တဲ့ကိုရီမားတွေကိုလည်းကျေးဇူးညီမကလည်းပြန်တင်ပါတယ်လို့ညီမတဝူးတယောက်ချင်းဒီကိုကြည်ချင်းတဲ့စိတ်ဖြင့်ညီမလာထပ်တင်မိရပါညီမကိုလည်းယုံကြည်ပြီးတော့ထိုးကြတဲ့အကိုရီမတွေအားလုံးကိုလည်းအရှုံးမများစေအောင်ညီမထပ်ပြီးတော့ကြိုးစားထားပါတယ်အဲ့အတွက်ကိုလည်းကိုရီမတွေအဘက်ကတက်နိုင်တဲ့လောက်ကလေးထိုးလို့လည်းရပါတယ်ကဲညနေစာ4နာရီခွဲစာတနည်းခဲ့ပဲကျွန်တော်ကနော်ဗိတ်စုံနေကိုအိတ်ကျုံးမယ်ပေါ့နော်အကုန်လုံးအားလုံးကိုရီမတွေအားလုံးကိုပေါက်စီခြင်းနဲ့စိတ်ဖြင့်ညီမထပ်ရောက်ပြီးတော့လာတင်မိရပါအဲ့အတွက်ပေါက်တီးပါတယ်ပေါက်တီးတော့မပါဘူးပေါ့နော်ဒါပေမဲ့ပတ်တီးပါပါတယ်ပတ်တီးပါတဲ့အကိုကြီးမကြီးအောင်ခဲ့လို့ရှိရင်ညီမကွန်မန့်အောင်မလာပြီးတော့မှတ်ပြီးသွားပါဘလောက်ပို့ပါလဲပေါ့နော်သိချင်လို့ပါကိုကြီးမကြီးအားလုံးလည်းဒီထက်မကအဆင်ပြေစီခြင်းနဲ့ပေါ့နော်အဲ့အတွက်လည်းအကောင်းဆုံးပြအောင်လည်းထပ်ကြိုးစားပါတယ်ဒီညနေကတော့ဝမ်းချင်းလေးကတော့3ခွန်ဝမ်းချင်းပေါ့နော်3ခွန်ဝမ်းချင်းကို3နဲ့ပတ်သက်လို့ရှိရင်3နဲ့ပတ်သက်လို့ရှိရင်3ညနဲ့ပတ်သက်ရင်3 3 3 2 3 ခွန်3 3 3 2 3 3 3 2 3 3 3 3 5ပေါ့နော်3 3 3 2 3 5အဲ့ဒီဘက်က3နဲ့ပတ်သက်လို့ပေါ့နော်ညနေတိုင်း3ကိုချင်းစီလာလောက်တယ်ပေါ့နော်3ခွန်ဝမ်းချင်းကိုခွန်ကတော့ညီမကတော့တိတ်ပြီးအာမတန်ဝင်တော့ဒါမှမဟုတ်ဝမ်းချင်းဆိုတော့လေထပ်ပြီးတော့နှလုံးပေးရမှာဆိုတော့အားကြောင့်ခွန်နဲ့ပတ်သက်ရင်ခွန်6ခွန်5ခွန်1ပေါ့နော်ခွန်1ကပြန်လာဖို့လာရှိပါတယ်အဲ့တော့ကိုညီမကအဲ့3ဘက်6ဘက်စီပေးထားပါတယ်ကိုညီမဒီဘက်ကကြိုက်နေတဲ့ဆိုယူထိုးနိုင်ပါတယ်ကြံကနေတစ်လုံးပဲကျန်တော့ပါတယ်ကြံကနေတစ်လုံးကတော့ညီမတော့မအားမပေးဘူးပေါ့နော်ဒါနဲ့ကစားတဲ့နဲ့ညီမဝမ်းချင်းနဲ့တိုက်ပြီးတော့ကစားခြင်းနဲ့အကိုညီမအားလုံးရှိတယ်ဆိုရင်လည်းကစားပါလို့ဒါနဲ့ဒီတစ်ပတ်မှာတော့အကုန်လုံးမချန်ဘူးလို့ပြောလို့မရအောင်လေချန်မှာပေါ့တစ်လုံးပဲကျန်တော့တာအတွက်အဲ့တော့အားတော့မရှိပါဘူးအဲ့တစ်လုံးအတွက်ကိုတော့ညီမဝမ်းချင်းရတော့ခုနေဝမ်းချင်း၄နိုင်ခွဲစာအတွက်ကိုထပ်ရောက်ပြီးတော့လာတင်ပြရပါအဲ့တော့ကြိုက်နေတဲ့ဆိုယူထိုးနိုင်ပါတယ်ညီမပြည်သားကောက်လူတွေလက်မလေးရှယ်သွားပေးပါစကွက်လေးလည်းနှိပ်သွားပေးပါတဝူးတယောက်ချင်းဒီတိုင်းကိုရချူလိုချင်တဲ့စိတ်ဖြစ်မထားကြပါနဲ့ရပါစေမြင်ပါစေဆိုတဲ့စိတ်ကိုမွေးပြီးတော့ရှယ်များလေးရှယ်ပေးပါလက်မလေးလည်းနှိပ်သွားပေးပါစကွက်လေးလည်းနှိပ်သွားပေးပါလို့ညီမမေတ္တာကောက်မမြစ်တာရက်ခံနေပေါ့နော်ကဲကိုရီမတွေအားလုံးလည်းအကောင်းဆုံးဖြစ်အောင်ထပ်ပြီးတော့စူးစမ်းသွားပါဦးမယ်အဲ့အတွက်ကိုလည်းအကောင်းဆုံးဖြစ်အောင်ထပ်ပြီးတော့လုပ်ပြီးသွားပါမယ်ပေါ့နော်အဲ့အတွက်ကိုညီမကိုယုံကြည်စွာဖြင့်လက်တွဲဖို့လည်းဖိတ်ခေါ်ပါတယ်ညီမဗီဒီယိုဖိုင်လေးကိုလည်းကြည့်ရှုသွားအားလုံးလည်းဒီအိမ်မှာပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်လို့ကဲဗီဒီယိုဖိုင်လေးဒီလောက်ပါပဲစိတ်ချမ်းသာရင်ကိုယ်ချမ်းသာရင်ပြည့်စုံနိုင်ကြပါသည်အသက်ရှူတိုင်းနဲ့ဝင်ကြပါသည်စီးပွားဥစ္စာတွေလည်းပေါများပါစေလို့ညီမမိသားစုကဆုတောင်းမြတ်တာပို့လိုက်ပါတယ်ပေါ့နော်